အောင်မင်္ဂလာပါကျွန်တော်အောင်ကွန်တူ channel ပြတ်သွားလို့နော်ဒီ sky 2 channel နဲ့ပြန်တင်တာပေါ့ဒီဗီဒီယိုကြီးတော့ကျွန်တော်ပြောခဲ့တယ်၃ညတစ်လုံးကိုမကျော်ပတ်တီတစ်လုံး၃ညကောင်းတစ်လုံးကျွန်တော်ပြောခဲ့တယ်နော်ဒီကဗီဒီယိုကြီးရောက်နေပါပြီအဲ့တော့ဒီနေ့ကနောက်ဆုံးနေ့ကိုတစ်လုံးကောင်းပတ်တဲ့ဒီကြီးပတ်ပါနော်နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဒီနေ့ကချိန်နေထွက်မှာပေါ့နော်ဒီမနက်ပိုင်းနဲ့ညနေပိုင်းချိန်နေထွက်မှာအဲ့တော့ဒီဘက်ကောင်းလိုက်တဲ့လူတွေကိုရီမတွေလုံးဝလက်မလွတ်ပါနော်တညတစ်လုံးကိုဒီပြည့်တယ်မနက်ရောညနေရောရေးရပတ်ပါနော်ချိန်နေထွက်မှာပါနော်ကျွန်တော်အဲ့ဒါလာပြောတာပါကျွန်တော်အလုံးမအားတဲ့ကြားလေးကနေပေါ့အားရတာတင်ပေးတာပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်နော်ကျွန်တော်လည်းထုတ်ပါပေါ့နော်ဒီဘက်မှာ3ရက်မှာတဲပဲပေါက်ရအောင်ပါအများကြီးကြံအဆင်ပြေပါနော်တော့အရင်တော့ဘချီပြောတယ်လိုက်ချမှာပေါ့ထိုးကြမှာပေါ့နော်ပုံမှန်လေးစားလေးနဲ့ပတ်သွားလို့ရှိရင်ဒါတော့ပေါက်တာနဲ့အဆင်ပြေပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်